ချင်းအတွက်တစ်ချင်းတစ်ပုံရှိနေမယ်တွေ့ချင်းဒီကောင်များစီလုံးချင်းရဲ့အင်အားတစ်ချင်းလေးတဲ့စီစဉ်သွားမယ်တွေ့ချင်းအတွက်ပြီးတော့ဘွားတစ်ချင်းလေးပုံဆိုလိုက်စမ်းချင်းလေးတိုင်းစီစဉ်ကြမယ်တစ်ချင်းလေးတိုင်းစီစဉ်ကြမယ်တစ်ချင်းတစ်ပုံရှိနေမယ်တစ်ချင်းတစ်ပုံရှိနေမယ်တို့စီလုံးကြီးအတွက်တစ်ချင်းတစ်ပုံရှိနေမယ် Hey တွေ့ချင်းဒီကောင်များစီလုံးကြီးရဲ့အင်အား